ဘယ်အသက်အာမခံအမျိုးအစားကကိုယ့်အတွက်အကောင်းဆုံးလဲဒါကိုအာမခံထားမဲ့လူတွေကမေးချင်ကြတာရှိမှာပေါ့နော်ပြီးတော့ကုမ္ပဏီတွေကလည်းအမျိုးမျိုးသောအာမခံ product တွေကို promotion တွေလုပ်နေတဲ့အတွက်တစ်ခါတလေကိုယ်နဲ့နီးစပ်လို့တစ်ခါတလေကိုကဘဏ်ကိုသွားလိုက်လို့ပွဲတွေတွေ့လိုက်လို့ဒီလိုမျိုးဝယ်အထဲမှာအာမခံ product တွေတွေ့တဲ့အခါဘယ် product ကကိုယ့်အတွက်အဆင်ပြေဆုံးလဲဆိုတာရွေးရခက်နေတဲ့လူတွေရှိပါတယ်အဲ့ဒီလိုမျိုးခက်နေပြီဆိုရင်ကျွန်တော်ကတော့ကိုယ့်ရဲ့အသက်အရွယ်ကိုယ့်ရဲ့ဝင်ငွေအင်ကန်းကိုလိုက်ပြီးတော့ဘယ် product မျိုးတွေကိုရွေးချယ်သင့်တယ်ဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးချင်ပါတယ်ပထမဆုံးကတော့ငယ်ရွယ်ပြီးတော့ဝင်ငွေနည်းပါးသေးတဲ့လူတွေအဲ့ဒီလိုလူတွေအတွက်အာမခံသက်တမ်းကလည်းတိုးမယ်ပြီးတော့ protection amount ကလည်းများမယ် product မျိုးတွေရွေးသင့်ပါတယ်တချို့တလေဆိုရင်ပေါ့ဥပမာ personal accident တို့ပြီးတော့ဟိုပါပေါ့နော် group life လိုဟာမျိုးတွေဆိုရင်ဝင်ငွေနည်းပါပြီးခုမှအလုပ်လုပ်တဲ့လူတွေအတွက်ကိုရွေးချယ်သင့်ပါတယ်အဲ့ဒီကနေတစင်ကိုကအရွယ်တစ်ခုလည်းရောက်လာပြီးအိမ်အောင်နဲ့မိသားစုနဲ့ဖြစ်လာပြီးဆိုရင်တော့ဝင်ငွေကလည်းအသင့်သိရှိလာပြီးဆိုရင်ဘယ်လိုမျိုး product လဲဆိုရင်အနောက်မဲ့အမျိုးအစား product တွေကိုရွေးသင့်ပါတယ်အနောက်မဲ့အမျိုးအစား product တွေကတက်တန်းအဖြစ်မတုံမရှိရှိတယ်ပြီးတော့သူ့ကိုဝယ်ထားလိုက်ရင်ဒါအခွန်စနစ်ကောင်းတဲ့နိုင်ငံတွေမှာဆိုရင်ဝင်ငွေကုန်ကင်းလွတ်ခွင့်ရတယ်ကျွန်တော်တို့စီမှာလည်းရပါတယ်ဒါပေမဲ့အမောင့်နေရှင်ကြည့်လိုက်ရင်တော့နည်းနည်းလေးစိတ်ကျဉ်တဲ့ဖွယ်ရမရှိဘူးပေါ့အဲ့တော့အနောက်မဲ့မျိုးစားတွေဝင်သင့်မလားသူဒီ family plan တွေရှိလာမယ်ပြီးတော့တကယ်လို့ကိုကဝင်ငွေရှာနေတဲ့လူကိုယ့်ရဲ့breadwinner ကိုက breadwinner တယောက်ဖြစ်ပြီးတော့ကိုယ့်ရဲ့နောက်မှာမိခိုနေတဲ့မိသားစုတွေအတွက်ဆိုရင်အနောက်မဲ့အမျိုးအစားတွေဝယ်သင့်ပါတယ်အဲ့ရနေပြီးတော့ကိုကနေပြီးတော့နည်းနည်းလေးဝင်ငွေရလည်းများလာပြီအပိုဝင်ငွေလေးရှိလာပြီဒီဝင်ငွေကိုတိုးပွားအောင်လုပ်ချင်တယ်ဆိုရင်တော့ investment link အမျိုးအစားတွေဝယ်သင့်ပါတယ်ကျွန်တော်တို့စီမှာတော့ investment link တွေကတိတ်ပြီးတော့ခင်မစားသေးဘူးဒါပေမဲ့နောက်ဆိုရင်လည်းဖြစ်လာနိုင်တယ်နောက်ကိုကအသက်အရွယ်ကကြီးလာပြီ60နောက်ပိုင်းနေပါပြီဖြစ်လာပြီဆိုရင်တော့ retirement plan အတွက် annuity ပုံစံမျိုးတွေ whole life ပုံစံမျိုးတွေကိုဝယ်ထားတင်တယ်လို့ကျွန်တော်ကဒီမှာအကြံပြုပြောကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်